2 သိန်းဝန်းကျင်လောက်နဲ့ဒါမျိုးအလှကြီးရမယ်ဆိုလို့ရှိရင် brother တို့စိတ်ဝင်စားလားစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်တို့ချက်လိုက်ပြီးတော့ကြည့်လိုက်ကြအောင်တကယ်တမ်းကပြောရလို့ရှိရင်ဒီမော်စကိုနဲ့ဟန်တာတကောင်ဖောက်စာလောက်ပဲရှိရဗျာကျန်တဲ့ဟာတွေကတော့ free band ပေါ့လုံးဝကျွန်တော်လက်ဆောင်ထည့်ပေးလိုက်နော်ဒီမှာ Moscow All Star ပါမယ်ပြီးကြလို့ရှိရင်ကျွန်တော် Arita Ducati ပါမယ်ကျွန်တော် Lancelot က Kanchi Skin ပါမယ်ပြီးကြလို့ရှိရင်ကျွန်တော်ဟိုဘက်မှာကCloud က Prime Skin ပါမယ်အောက်မှာ Beatrice Prime ပါမယ်ပြီးကြလို့ရှိရင်ကျွန်တော် Hunter ကကျွန်တော် Harry Hunter လေးပါမယ်ဗျာနော်ဒီဘက်မှာတော့ Dwayne Q ပါမယ်တော်တော်လေးတော့မိုက်တယ်သူ့နေတာဒီတနေရာနဲ့တင်ကိုကျွန်တော်ပြောတဲ့ဈေးနဲ့တော်တော်လေးစင်ပြေနေโอเคဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ chocolate ပါမယ် Moscow ကန်ကြီးနဲ့ညီကိုတွေအတွက်ဆိုလို့ရှိရင်ရှေ့မှာ All Star နဲ့ကန်ရတာပြင်းနေဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ Lucky Box Skin နဲ့ပြန်ပြောင်းပြီးတော့ကျုံးလို့ရတယ်โอเคဒီဘက်မှာကျွန်တော် Selena Lucky Box လေးပါသေးရဆိုတော့ Selena ဆော့ချင်တဲ့ညီကိုတွေအတွက်ဆိုလည်းအဆင်ပြေလိမ့်မယ်โอเคဒီဘက်မှာဆိုလို့ရှိရင်တော့ EBIT ဘာညာတွေပါမယ်တိတ်ပြီးတော့ထွေထူးထူးတော့ကျွန်တော်ပြောစရာမရှိဘူးဒါတော့ပဲတစ်ချက် show လိုက်တော့เนาะအဲဒီမှာဆိုလို့ရှိရင်လေးလားဆိုလည်းအများကြီးပါမယ် EBIT တွေလည်းများမယ်ပြလို့ရှိရင် Roger ဘာညာเนาะ Maxman ဘာညာဆော့ချင်တယ်ဆိုအဆင်ပြေမယ် Hyper ဘာညာဆော့ချင်တယ်ဆိုလည်းအဆင်ပြေမယ်ဒီမှာ Zodiac Skin လေးလည်းပါမယ်ဗျာเนาะပြလို့ရှိရင်ကျွန်တော် Leslie ကျွန်တော်တို့အသစ်ထွက်ထားတဲ့ Skin လေးလည်းပါမယ်ပြလို့ရှိရင်ဒီမှာ Cloud ဆိုလို့ရှိရင်လည်းတော်တော်များများပါမယ်โอเคဒီကောင်လေးပါမယ်เนาะโอเคဒီမှာဆိုရင်ကျွန်တော်တစ်ချက်ပြမယ် brother တစ်ချက်ကြည့်လိုက်တော့ဒီဘိုင်းမှာတော့ကျွန်တော်ထွေးထူးထူးသိပြီးပြောစရာပါမယ်မထင်ဘူးโอเคဟာဘူဇာဆိုလို့ရှိရင်ကျွန်တော် Summer ပါမယ်ချောင်းတော့ special ပါမယ်နော် Arita Star လေးလည်းပါမယ်ဗျာနော်โอเคဒီကောင်လေးလည်းပါမယ်โอเคနော် brother တို့ဒီကောင်လေးပါမယ်โอเคကျွန်တော် Brody ဆိုလို့ရှိရင်လည်းကျွန်တော်တို့ MBS skin တွေပါညာတွေလည်းပါမယ်ဗျာနော်โอเคပြကြလို့ရှိရင်ရောင်ချက် skin ဆိုလည်းများတယ်ဗျာဒါလေးတွေပါမယ်ဗျာနော်โอเคဒီကောင်လေးပါမယ်တခုပြောစရာရှိတာကကျွန်တော်တို့ဒီ account ကဒါ Starlight ကနောက် season အတွက်တခါတည်းဝင်ပြီးသားဖြစ်မှာပါကျွန်တော်တို့တခါတည်း Starlight ပါပြီးသားဖြစ်မှာပါနောက်လာမယ့် Starlight ကိုဝင်ကြမလို့တော့ပါဘူးတခါတည်းဝင်ပြီးသားဖြစ်ပါလိမ့်မယ်ဟိုကျွန်တော် record အနေထားမှာဆိုလို့ရှိရင်လည်း exotic record တွေပါညာတွေပါမယ်ပြီးကြလို့ရှိရင်ကျွန်တော်ဒီရွှေအောင်လေးပြေးနေတဲ့ record လေးပါမယ်โอเคပြီးကြလို့ရှိရင် M6 record လေးပါမယ်ပြီးကြလို့ရှိရင် Hunter record လေးပါမယ်အဲ့တော့ကြောင့်မလို့ record အနေထားမှာဆိုလို့ရှိရင်သူ့အနေနဲ့သူဒါမစိုးလို့ပြောလို့ရတယ်သူပေးရတဲ့ဈေးတန်းနဲ့လုံးဝတန်စီရမယ်။ channel တဲ့စိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ TikTok ဘိုင်ဟိုက subscriber 8000ကျော်ရှိတဲ့ Telegram channel မှာကျွန်တော်အပြည့်စုံတင်ထားပေးပါမယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။